ကန်စုံမုံမောင်ကြလာတာနှစ်20လောက်ရှိပြီဖြစ်တဲ့ဒီမျိုးသားဟာတနေ့မှာတော့ပြဿနာတွေကိုရှောင်ပြေးခြင်းတဲ့စိတ်နဲ့အထက်မြင့်ဘောကနေခုန်ချလိုက်ပါတယ်ဒါပေမဲ့ကန်တရားကသူ့ကိုသွားခွင့်မပြုသေးဘူးလေအောက်မှာရှိနေတဲ့လေအိတ်ပေါ်ပြုတ်ကြပြီးလေထဲကိုဘောလုံးလိုပြန်ကန်ထွက်သွားပါတယ်အဲ့ဒီမှာလမ်းသွားလမ်းလာတယောက်ကိုသွားတိုက်မိပါလေရောရဲတွေရောက်လာပြီးစစ်ဆေးလိုက်တဲ့အခါမှာတော့အံ့ဩစရာကြီးဖြစ်သွားပါတယ်သူတိုက်မိတဲ့သူကစုချင်းငွေဒေါ်လာ2000ထုတ်ထားတဲ့ဝရမ်းပြေးဖြစ်နေတာပါပဲဒီလိုနဲ့ဘာမှမလုပ်ရပဲစုချင်းငွေဒေါ်လာ2000ကိုအလွယ်လေးရသွားပါတော့တယ်အဲ့ဒီအချိန်မှာလေသူ့အရင်ကတွေ့ခဲ့ဘူးတဲ့ထူးဆန်းတဲ့အဘိုးတယောက်ကိုရုတ်တရက်သွားတတိရလိုက်ပါတယ်အဲ့ဒီအဘိုးကြီးကဒေါ်လာ9ဟောင်းပေးရင်သူ့ရဲ့အနှစ်20စာကန်စုံမှုတွေကိုဖယ်ရှားပေးမယ်လို့ပြောခဲ့ဘူးတာလေသူကတော့လုံးဝမယုံခဲ့ပါဘူးဒါပေမဲ့အဘိုးကြီးကတနာစရာကောင်းနေတာနဲ့သူ့စီမှာပါတဲ့တခုတည်းသောပိုက်ဆံဒေါ်လာ100ကိုပဲပေးလိုက်ပါတယ်မထင်မှတ်ပဲအဘိုးကြီးကပိုက်ဆံလဲယူရောသူ့ကိုလက်သာဖျောက်လိုက်တဲ့အချိန်မှာရွှေရောင်အလင်းနဲ့တခုသူ့ကိုယ်ထဲဝင်သွားခဲ့ပါတယ်အစကတော့သူလည်းတိတ်ဂယုမဆိုင်ခဲ့ပါဘူးဒါပေမဲ့ yes scam ကနေထွက်ပြီးလမ်းကူးတဲ့အချိန်ခြေထောက်လဲတော့မလို့ဖြစ်သွားပြီမဲ့သူ့ခန္ဓာကိုယ်ကလေထဲမှာလဲထွက်သွားပြီးမယုံနိုင်စရာကောင်းတော့အောင်မက်တဲ့ရက်လျက်သားပြန်ကျလာတယ်သူ့ကိုယ်သူကန်ကောင်းသွားပြီလို့ထင်ပြီးပျော်နေတော့ရုတ်တရက်ဇင်ကန်ကားတစ်စီးကဝင်တိုက်လိုက်လို့လေထဲလွင့်စင်သွားပြန်ပါတယ်ဒါပေမဲ့သူ့ကိုယ်သူပြန်စစ်ကြည့်ရောမျက်နှာမှာပွင့်ယုံလေးကိုလွဲလို့ဘာတန်ရာမှမရခဲ့ပါဘူးအဲ့ဒီအချိန်မှာသူ့ကိုတိုက်တဲ့ကားပေါ်ကအမျိုးသမီးကဆင်းလာပြီးတောင်းပန်စကားမပြောဘဲပိုက်ဆံနဲ့ပဲဖြည့်ရှင်းလို့လုပ်ပါတယ်သူကလည်းငွေကအရာအားလုံးမဟုတ်ဘူးဆိုပြီးတောင်းပန်ဖို့ကိုပဲတင်းခံနေခဲ့တာပေါ့ဒါပေမဲ့အမျိုးသမီးကရောချင်းငွေကိုဒေါ်လာ4000အထိတိုးပေးလိုက်တဲ့အခါမှာတော့အမျိုးသားလည်းချက်ချင်းစကားတန်ပြောင်းသွားပြီးခုနကကျွန်တော်အပြုတ်မှုလေးနည်းနည်းရိုက်ပါတယ်ဗျာလို့ပြန်တောင်းပန်ပြီးဒေါ်လာ4000ကိုအလွယ်လေးရလိုက်ပြန်ပါတယ်အိမ်ပြန်ရောက်တော့သူ့အမရဲ့ယောက်ဖရဲ့သူလေးရဲ့ရောက်နေကြတယ်သူ့အမကသူ့ရဲ့ကန်ဆိုးမှုတွေကူးဆက်ခံရမှာဆိုလို့သူ့အတွက်ထမင်းဟင်းကိုတက်တက်ခွဲကျွေးပါလေသူကတော့ငါကန်နေပြောင်းလဲသွားပြီးအခုတင်ဒေါ်လာ4000ရလာတာလို့ပြောလိုက်ပါလေသူ့အမေကတိတ်မယုံပေမဲ့အတူတူထိုင်စားခွင့်ပြုလိုက်ပါတယ်ဒါပေမဲ့ထိုင်ကုန်ပေါ်ထိုင်လိုက်တာနဲ့ခုံကနှစ်ပိုင်းကျိုးကျသွားပြီးအလန့်တကြားနဲ့စားခွဲခင်းကိုဆွဲကင်လိုက်မိရကနေစားစရာတွေအကုန်ကျန်းပင်ပေါ်ပြုတ်ကြကုန်ပါတော့တယ်အမေဖြစ်သူလည်းဒေါသထွက်ပြီးသူ့ကိုကန်ဆိုးကောင်လို့ဆဲပါတော့တယ်နောက်ဆုံးတော့တမိသားစုလုံးခောက်ဆွဲပြုတ်ပဲစားလိုက်ရပါတော့တယ်အဲ့ဒီအချိန်မှာပဲအိမ်ထဲကိုလူမိုက်ပုံစံနဲ့အကျွေးလာတောင်းတဲ့သူတွေရုတ်တရက်ဝင်လာပါတော့တယ်တကယ်တော့သူ့အမကကလေးစေးကူဖို့အတွက်အတိုးကြီးနဲ့အကျွေးတွေယူထားခဲ့တာပါတက်တော့ပဲရှိသေးပေမဲ့အကျွေးကအဆက်100တောင်တင်နေခဲ့ပါပြီအကျွေးရှင်တွေကချင်းညောင်နေတော့တမိသားစုလုံးဘာလို့ရမှန်းမသိပဲကြောက်လန့်နေကြပါတယ်အဲ့ဒီအချိန်မှာအမျိုးသားကရှေ့ထွက်လာပြီးသူပြန်ဆက်မယ်လို့ပြောလိုက်ပါတယ်မိသားစုတွေကတော့သူ့ကိုယူသွားပြီလို့ထင်နေကြတာပေါ့အကျွေးရှင်တွေကလည်းသူဒီလောက်ညားတဲ့ပတ်စံတွေကိုဘလို့မှမဆက်နိုင်ဘူးလို့ထင်နေကြပါတယ်သူအနေနဲ့ကတော့အဘိုးကြီးစီကရခဲ့တဲ့ကန်ကောင်းမှုလေးကိုပဲအားကိုးရတော့မယ့်အချိန်ကြီးပါဂျာနေကန်ကောင်းမှုတွေအသက်ဝင်လာမလားဆိုပြီးစပွဲကိုတက်မင်းသွားတိုက်ကြည့်ပါတယ်ဘာမှချင်မလာပါဘူးနေရန်ကိုသွားတိုက်ကြည့်ပြန်ပါတယ်ဘာမှချင်မလာပြန်ပါသူမိသားစုကတော့သူထိခိုက်ထရာရမှာစိုးလို့အမြန်သွားဆွဲခါကြပါတယ်အကျွေးရှင်တွေကတော့သူယူချင်အောင်ဆောင်နေတဲ့ထင်ပြီးသင်ခန်းစာပေးဖို့လုပ်ပါတော့တယ်သူလည်းလန့်ပြီးနောက်ဆုတ်လိုက်ရကနေချိချော်ပြီးစပွဲပေါ်ပြုတ်ကျသွားပါတယ်အဲ့ဒီအရှင်ကအရန်ပြင်းသွားတော့အပေါ်ကမျက်နှာချက်ကအက်ကွဲသွားပါတော့တယ်ရှင်အဲ့ဒီအချိန်မှာပဲမျက်နှာချက်ပေါ်ကလျှို့ဝှက်ခန်းတစ်ခုပွင့်ကျလာပြီးရွှေရုံးတွေအောက်ကိုဝေါကနေကျလာပါတော့တယ်ရှင်